လေးကိုပြဿနာအားလုံးကနေဖယ်ထားပေးခြင်းဟာ protection တစ်မျိုးလဲဖြစ်ပါတယ်ဒါပေမဲ့ပြဿနာတွေနဲ့ကြုံလာတဲ့အခါမှာမှန်ကန်စွာရင်ဆိုင်ဖြေရှင်းတတ်အောင်ပြင်ဆင်ပေးခြင်းကပိုအရေးကြီးတဲ့ protection ပဲဖြစ်ပါတယ်ကျွန်တော်တို့ကလေးတွေကိုအမြဲတမ်းကာကွယ်ပေးနေလို့မရပါဘူးသူတို့ကိုယ်တိုင်ကိုကာကွယ်နိုင်အောင်ကျွန်တော်တို့အနေနဲ့သင်ပေးဖို့လိုပါတယ်ကလေးကငယ်တုန်းကသူ့ရဲ့နောက်မှာမိဘနဲ့ဆရာတွေကအမြဲရှိပေးနေနိုင်တယ်ဒါပေမဲ့ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာသူတို့ရဲ့ကဘာကပိုကျဲလာပါတယ်တငယ်ချင်းတွေရှိလာမယ် social media တွေလည်းသုံးလာမယ်နောက်တစ်ခုကတော့ relationship တွေရှိလာပါလိမ့်မယ်နောက်တစ်ခုကအုပ်စုရဲ့လွှမ်းမိုးမှုလို့ခေါ်တဲ့ peer pressure တွေကြုံလာနိုင်ပါတယ်အဲ့လိုအခြေအနေမျိုးမှာကိုယ်တိုင်ဆုံးဖြတ်ရမယ့်အခြေအနေတွေပိုများလာပါတယ်ဒီလိုချိန်မျိုးမှာကလေးတွေအတွက်အရေးကြီးဆုံးကလူကြီးတွေကဘာလုပ်ပေးမလဲဆိုတာထက်လူကြီးမရှိတဲ့အချိန်မှာကိုယ်တိုင်ဘယ်လိုဆုံးဖြတ်ရမလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဆယ်ကျော်သက်တွေကို no ပြောရအောင်သင်ပေးရမသင့်တော်တဲ့ relationship မှာ boundary ထားတတ်အောင်သင်ပေးဖို့လိုပါတယ်ဘူလီလောက်ခံရရင်တိတ်မနေပဲအကူအညီတောင်းတတ်အောင်သင်ပေးရမယ် social media မှာ like တွေ comment တွေကြောင့်ကိုယ်တန်ဖိုးကိုမဆုံးဖြတ်တတ်အောင်သင်ပေးဖို့လည်းလိုတယ်ကလေးကိုပြဿနာအားလုံးကနေဖယ်ထားပေးခြင်းဟာ protection တစ်မျိုးလဲဖြစ်ပါတယ်ဒါပေမဲ့ပြဿနာတွေနဲ့ကြုံလာတဲ့အခါမှာမှန်ကန်စွာရင်ဆိုင်ဖြေရှင်းတတ်အောင်ပြင်ဆင်ပေးခြင်းကပိုအရေးကြီးတဲ့ protection ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုပေါ့ကိုလုတ်ခဲ့တဲ့အရာတွေအတွက်ကိုယ်တိုင်တာဝန်ယူတတ်အောင်သင်ပေးမှရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ AI for Teacher စာအုပ်ကိုရေးသားတဲ့တိုးမမောင်ဦးပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်